မင်္ဂလာပါနော်လောပန်းများအားလုံးမင်္ဂလာပါဗျဒီကြောက်လျာမောစီစာဗျနော်မောစီစာအကာမျိုးလေးနဲ့လုံးဝကြောက်သားတော့လုံးဝမဲပြီးညို့နေပြီဗျနော်လုံးဝကြောက်သားတွင်းခေါင်းမယ်ဗျနော်ဒီမှာအပဲ့လေးပါတယ်နော်ကိုဆက်သမားအဲ့နေရာလေးကြောက်သားလေးလုံးဝမဲနေပြီဗျဒီမှာရန်အောင်လေးလည်းလုံးဝမဲဗျနော်တွင်းမှာကြည်မဲ့ပုံဗျနော်ကွမ်တီးလေးနဲ့ပုတ်လိုက်ရင်တော့မှကြောက်အောင်မဲ့အနေထားတော့မှရှိတယ်ဗျနော်ဒီမှာဗျနော်ကြောက်တော်လေးကိုလာတာဗျနော်တော်လေးကိုလာတာဒီကြောက်လေးကိုညီလေး25သိန်းနဲ့ပဲပြန်မြပေးမယ်ဗျနော်25သိန်းနဲ့ပဲပြန်မြပေးမယ်ဗျလုံးဝရှယ်ကြီးဗျနော်ကြောက်ကလုံးဝရှယ်မှာချောင်းလေးလည်းမဲနေပြီနော်ကွမ်တီးလေးနဲ့ပုတ်လိုက်ရင်တော့မှကြောက်ကတော့ကတစ်လုံးလုံးခဲနေပါဗျာနော်ဝိတ်က9ချက်တာကြော်လောက်ရှိမယ်ဗျာနော်တစ်လုံးလုံးမီးထိုးပေါက်တယ်ဗျာနော်လုံးဝကြောက်သားလဲကြည်နေရပဲဒီဘက်ထိဆင်းနေဗျာနော်ဒီဘက်ထိဆင်းနေလုံးဝကြောက်က body တာနီနီလောက်ရှိတယ်ဗျာနော်အကြီးတွေးလုံးဝဇွန်လေးတစ်ချက်ဆွဲပြနော်ပြန်ရေးတစ်ချက်ကြည့်ပြီဗျာနော်လုံးဝကြည်နေရပဲဗျာနော်ဒီနားလေးဆိုလုံးဝကြည်နေရပဲကြောက်သားလေးမဲနေဗျာနော်ဒီနားလေးဆိုအနာလဲလုံနေဗျာနော်အနာလဲလုံနေပွင့်ဆိုကောင်းကောင်းခေါင်းလို့ရတယ်ဗျာနော် body တားလေးပါလေးခေါင်းလို့ရတယ်ဗျာကြောက်သားလုံးဝကြည်ရဗျာ body တားလေးခေါင်းရှင်တဲ့လောပန်းလေးကြောက်ဒီကြောက်ညီလေးအစိမ့်နဲ့ပြန်မြပေးမယ်ဗျာနော်တိန်အစိမ့်ပြန်မြပေးမယ်ဗျာနော် line ကိုက်ရဲ့ body ရှိရင်အိမ်လာရောက်လာကြည့်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ